မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ Lebanon ရှိ Hezbollah အဖွဲ့များတရှိရာနေရာသို့အစ္စရေးနိုင်ငံကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အီရန်နိုင်ငံနှင့်မဟာမိတ်အဖွဲ့ဖြစ်သော Hezbollah ဟာလက်တုံ့ပြန်သောအနေဖြင့်အစ္စရေးနိုင်ငံအားတိုက်ခိုက်ခဲ့တဲ့အတွက်ယခုလိုပြန်လည်ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံ၏မစ်ဇိုင်းဒုံးများအားပြန်လည်ပစ်ခတ်ရန်အတွက်အမေရိကန်နိုင်ငံအား UK နိုင်ငံ၏စစ်အခြေစိုက်စခန်းများအသုံးပြုရန်ခွင့်ပြုကြောင်း UK နိုင်ငံဝန်ကြီးချုပ် Starmer မှပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် UK နှင့်မဟာမိတ်များ၏အကျိုးစီးပွားကိုကာကွယ်ရန်အတွက်ယခုလိုပြုလုပ်တာဖြစ်ပြီးတစ်ဖက်မှာလည်းထို့သောအကြမ်းဖက်မှုလုပ်ရက်တွေကို UK နိုင်ငံကဝင်ပါမှာမဟုတ်ကြောင်းညှိဆိုလျက်ရှိနေပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့ Cyprus ရှိ UK နိုင်ငံ၏လေတပ်အခြေစိုက်စခန်းအားတန်တရားဖြစ်ပွဲ drone တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အပြန်စီးရှိခဲ့တော့လေလူသိဆုံးမှုမရှိက UK နိုင်ငံ၏တပ်ဖွဲ့များအနေဖြင့်ကိစ္စရပ်များအားမြန်ဆန်စွာတုံ့ပြန်လှုပ်ဆောင်နေကြောင်းကာကွယ်ရေးဝန်ကြီးချုပ်မှပြောကြားထားပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ March လ24ရက်နေ့တွင်ကျင်းပမည့်ဒိန်းမတ်နိုင်ငံ၏ရွေးကောက်ပွဲတွင် Greenland ရှိပြည်သူများကလည်းမဲပေးမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါဟာဒိန်းမတ်နိုင်ငံ၏ရွေးကောက်ပွဲဖြစ်တော်ညာလည်းပဲထိုမဲပေးမှုရလက်က Greenland နိုင်ငံရှိပြည်သူပြည်သားများဒိန်းမတ်နိုင်ငံထက်မှခွဲထွက်မလားသို့မဟုတ်ဆက်လက်ပေါင်းစည်းနေထိုင်မလားဆိုတော့အဖြေကိုပြသမှာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ပါကစ္စတန်နှင့်အီရတ်တွင်အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့သည့်အမေရိကန်နှင့်အစ္စရေးလုပ်ရများကိုဆန္ဒပြသူများကအမေရိကန်နိုင်ငံ၏ကောင်စီအဆောက်အဦများအတွင်သို့ဝင်ရောက်ခဲ့မှုကြောင့်ရဲများနှင့်ခိုက်ရန်ဖြစ်ပွားခဲ့ရာကလူ23ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်သို့တော့တစ်ဖက်မှာလည်းအနောက်နိုင်ငံများရှိအီရန်နိုင်ငံသားများဟာထိုသတင်းအားအောင်ပွဲခံလျက်ရှိနေပါတယ်ရှင်